ပတ်ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါးချွင်6ချွင်9ချွင်10အားလုံးပဲမင်္ဂလာပါဟိန်းစာ YouTube channel ကနေပြီးကြိုဆိုပါရစေဒီနေ့လေးမှာတော့ကျွန်တော်တင်ကြားပေးမှာကတော့ခါးသင်ခန်းစာဒုတိယကောက်ကွက်ဖြစ်တဲ့ပထမအဆင့်ခါးသင်ခန်းစာပေါ့နော်ဒုတိယကောက်ကွက်ဖြစ်တဲ့ကျွန်တော်တို့ခါးထောင်နောက်လက်ကြည့်ခါးထောင်နောက်လက်ကြည့်ကောက်ကွက်လေးပဲဖြစ်ပါတယ်ရှေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ခါးသင်ခန်းစာပထမကောက်ကွက်ပခုံးနဲ့ဒုတိယကိုတင်ကြားပေးပြီးသွားပြီဖြစ်တယ်အဲ့တော့ဒီနေ့ကခါးထောင်နောက်လက်ကြည့်ဆိုတဲ့ခါးသင်ခန်းစာဒုတိယကောက်ကွက်ကိုတင်ပေးမှာဖြစ်ပါတယ်အဲ့တော့ခါးထောင်နောက်လက်ကြည့်ကဘယ်လိုကကြမလဲကျွန်တော်ပြန်ပြီးတော့ revision လေးပြန်ပေးချင်ပါတယ်ကျွန်တော်တို့ကောက်ကွက်တစ်ကွက်ကိုကမယ်ဆိုရင်ညာဘက်ကစကားတယ်ဝါရှစ်ဝါကတယ်ဝါရှစ်ဝါဘယ်လိုတိုင်းတာမလဲချွင်1ချွင်2ချွင်3ချွင်4ချွင်5ချွင်6ချွင်9ချွင်8ဆိုပြီးတော့ကျွန်တော်ဒါရှစ်ဝါဒီတိုင်းတာပါနော်โอเคအဲ့ဒါဆိုရင်ကြပြလို့မကခင်မှာရှေ့မှာဒိုးစစ်လေးရှိတယ်ကျွန်တော်တစ်ဆင့်နဲ့တစ်ဆင့်ပထမဦးဆုံးပေါ့နော်ကောက်ကွက်မစခင်မှာလာတဲ့ဒီလုံးလေးကတော့အားလုံးသိကြနိုင်မယ်တိုးဘီရိုဘေတိုးဘီရိုဘေပြ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 ေအဲ့ဒီလုံးလေးမလာခင်မှာဘာရင်စလာလဲဆိုတော့ကျွန်တော်တို့မြန်မာဒုတိယရဲ့အခြေခံကြတဲ့စီးဝါပေါ့နော်ဝါးထဲမှာစီးဝါးထဲမှာကျွန်တော်တို့တောက်ဆိုတဲ့ဝါးလေးကိုချင်းတောက်ဆိုချပြီးတော့မှတိုးဘီရိုဘေတိုးဘီရိုဘေဆိုတဲ့ဒီလုံးလေး intro ပုံဒီလုံးလေးလာပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါလေးကိုနမူနာပါစကားဆိုပြမယ်တိုးဘီရိုဘေတိုးဘီရိုဘေပြ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 ေချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10ဆိုပြီးဒါကောက်ကွက်တစ်ခွက်ကိုအဲ့လိုမျိုးစပြီးတော့ထိတ်ဆုံးကောက်ကွက်အဲ့လိုစကားတာပေါ့နော်အဲ့တော့ချွင်10ပြီးတော့လည်းနောက်တစ်ကောက်ကွက်တစ်ခွက်ကိုကျွန်တော်ပြောင်းလာဖြစ်ပါတယ်ကြံလုံးမှာဆိုရင်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့မေ့နေမှာဆိုလို့ကျွန်တော်ပြန်ပြောပြတာဖြစ်ပါတယ်အဲ့ဒါလေးကိုလည်းမမေ့ပါနဲ့ကောက်ကွက်တစ်ခွက်တိုင်းစီမှာ10ဝါကပါတယ်โอเคဒီနေ့ကောက်ကွက်လေးကိုကျွန်တော်စကြရအောင်ဒီနေ့ကောက်ကွက်လေးကတော့ခါထောက်နောက်လက်ကြည့်ဖြစ်ပါတယ်ဒီကောက်ကွက်လေးကနဲ့တူလဲဆိုတော့ကျွန်တော်တို့ခြေသင်္ကန်းစာမှာဆိုရင်ခြေနောက်ထိုးနဲ့တူတယ်ခြေနောက်ထိုးကတော့ကျွန်တော်တို့ပုံမှန်လေးပဲချွင်1ချွင်2ချွင်3ချွင်4ချွင်5ချွင်6ချွင်9ချွင်10ဒါကတော့ခြေသင်္ကန်းစာဖြစ်တဲ့ကြောင့်6တော့တီးတန့်ကားတာဒီနေ့ကကျတော့ဒီတစ်ခါမှကျွန်တော်တို့ကခါးသင်္ကန်းစာဖြစ်သွားပြီ6တော့ကတော့ကာပဲဒါပေမဲ့ခါးထည့်ပြီးကာရမယ်အဲ့တော့ခါးထောက်နောက်လှည့်ကြည့်အဲ့တော့ခြေထောက်ကိုနောက်ကိုချွင်ဆိုပြီးတော့ထိုးလိုက်တယ်အဲ့တော့ခြေသင်္ကန်းစာရပြီးတဲ့လူကတော့ဒီခြေထောက်ထိုးရတော့လွယ်ပါတယ်အခုမှစပြီးကားတဲ့လူတော့မှရတော့ပါတယ်အဲ့တော့ဒီလိုခါထောက်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီခြေထောက်နောက်ထိုးလိုက်တဲ့ညာဘက်ခြေထောက်နောက်ကိုဘယ်ဘက်နောက်ကိုထိုးလိုက်တဲ့အချိန်မှာဒါညာဘက်ခြေထောက်ပေါ့နော်ညာဘက်ခြေထောက်ဘယ်ဘက်နောက်ကိုထိုးလိုက်တဲ့အချိန်မှာကျွန်တော်တို့မျက်နာကဒီဘယ်ဘက်ရဲ့ခြေထောက်ထိုးထားတဲ့ခြေထောက်ကိုလှမ်းကြည့်အဲ့လိုလမ်းကြည့်လိုက်တဲ့အချိန်ကျွန်တော်တို့ရဲ့ဒီခါကနောက်ကိုလဲသွားတာပေါ့နော်အဲ့လဲသွားတာအဲ့ဒါကိုခါထားနောက်လဲကြည့်နောက်လေးကိုစောက်လေးကိုလမ်းကြည့်လိုက်တာအဲ့ဒါချွေးပြီးမူလပုံစံတိုင်းပြန်နေလိုက်တာတောက်နော်အဲ့တော့ညာဘက်ကစကားဖြစ်တဲ့ကြောင့်ညာခြေလေးကဘယ်နောက်ကိုစပြီးထိုးတယ်ချွင်းမျက်နှာလေးကဘယ်ဘက်အချမ်းကနေပြီးတော့ဒီထိုးတဲ့ခြေထောက်ကိုလမ်းကြည့်မူလပုံစံနဲ့ပြန်နေတယ်တောက်အဲ့လိုပဲဒုတိယဝါဖြစ်တဲ့ဘယ်ခြေကညာဘက်နောက်ကိုလမ်းထိုးမယ်အဲ့လိုထိုးတဲ့အချိန်မှာခြေထောက်ထိုးတာနဲ့မျက်နှာကညာဘက်ကနေပြီးတော့ထိုးတဲ့ခြေထောက်လမ်းကြည့်ချွင်းအဲ့အချိန်မှာလူကဒီလိုကြီးဖြောင်းဖြောင်းကြီးထားလို့မရအောင်နော်ဂွင်ပုံစံတိုင်းပဲရှိရမယ်ကျွန်တော်ဘာလို့ရှေ့မှာဂွင်အောင်ကြာကြီးထိုင်ခိုင်းတာလဲဆိုတော့ဂွင်ရေးကြီးတယ်လို့ကျွန်တော်ခဏခဏပြောရတယ်ဆိုတော့ဒီလိုကတဲ့အချိန်မှာခြေထောက်ကစမ်းစမ်းကြီးမကဘူးဒီလိုဂွင်ချိုးထားတဲ့ပုံစံလေးပဲကနိုင်မှုအတွက်ဂွင်ကိုအကြာကြီးထိုင်မှဂွင်အသားကျနေအောင်ခြေထောက်သားကျနေအောင်ထိုင်ထားမှဒီချိန်မှာကျွန်တော်တို့အညောင်းညာခံနိုင်မယ်ကျွန်တော်တို့ကတဲ့အချိန်မှာဟလာလေးကနိုင်မယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့ဂွင်အကြာကြီးထိုင်နိုင်တာလားโอเคအဲ့တော့ဒုတိယဝါဖြစ်တဲ့ချွင်နောက်ကိုလက်ကြည့်လိုက်တော့ခါးလေးလိမ်သွားတယ်နော်ခါးပါသွားတော့ချွင်မူလပုံစံနဲ့ပြန်နေတယ်တောက်တတိယကချွင်ညာချီနောက်ဘယ်နောက်ထိုးတယ်ဘယ်ဘက်ကနေပြီးမျက်နှာကိုလူခါးလေးလိမ်လက်ကြည့်တယ်မူလပုံစံနဲ့ပြန်နေတယ်တောက်ချွင်လေးချွင်ငါချွင်6ချွင်9
နှစ်ချွင်ရှစ်အဲ့တော့ဒါလေးကကျွန်တော်တို့ခါထောက်နောက်လဲကြည့်ပါဒါလေးကိုကျွန်တော်နောက်တစ်ခါဖြည်းဖြည်းလေးပြန်ပြမယ်ပြန်ရှင်းပြမယ်နော်ကျွန်တော်နားမလည်မှာဆိုလို့အဲ့တော့ခါထောက်နောက်လဲကြည့်ကတော့ခြေနောက်ထိုးကောက်ွက်နဲ့တူတယ်အဲ့တော့ဒီခြေနောက်ထိုးကောက်ွက်ကိုမသိဘူးဆိုရင်အိုးရှစ်ဗီဒီယိုတွေမှာကျွန်တော်တွားပြီးကြည့်လို့ရတယ်နော်ခြေနောက်ထိုးကောက်ွက်လေးကိုပြန်လေ့လာပါလွယ်လေးမှာခြေနောက်လေးနောက်လေးထိုးလိုက်တာထိုးတဲ့အချိန်မှာဂွင်လေးနဲ့ထိုးထားပြီးထိုးတယ်ဒါပဲပြီးရင်မူလတိုင်းပြန်ကြတယ်ဒါကတော့ခြေနောက်ထိုးအဲ့တော့ခြေနောက်ထိုးမှာကျွန်တော်ခါလေးပါသွားဖြစ်တဲ့ကြောင့်နောက်လေးကိုတက်ကြည့်မယ်ပေါ့နော်ခြေနောက်ထိုးထားတဲ့ဘက်လေးကိုဘယ်လိုတက်ကြည့်မလဲဆိုတော့တချို့ဒီနေရာမှာမှားတတ်တယ်နော်ညာဘက်ညာခြေနောက်ထိုးတဲ့ကြောင့်လူညာဘက်ဒီကိုလမ်းကြည့်တယ်ဆိုရင်အဲ့ခြေနောက်ကိုဘယ်လိုမှမြင်ရမှာမဟုတ်ဘူးနော်အဲ့တော့ဒီဘက်ကိုတက်ကြည့်မှာညာချွင်အဲ့တော့ညာခြေနောက်ကဘယ်ဘက်ကိုထိုးရင်ကြည့်တဲ့မျက်နှာကလည်းဘယ်ဘက်ကနေခြေနောက်ကိုလမ်းကြည့်တစ်ဘယ်ခြေနောက်ကညာဘက်ကိုထိုးတယ်ဆိုရင်ကြည့်တဲ့မျက်နှာကလည်းညာဘက်ကနေလမ်းကြည့်ခါလေးကိုလည်းနှစ်ညာခြေကဘယ်ဘက်ကိုထိုးတယ်ဆိုရင်ကြည့်တဲ့မျက်နှာကဘယ်ဘက်ကနေလမ်းကြည့်ချွင်သုံးချွင်လေးချွင်ငါချွင်ချချွင်ခုနှစ်ချွင်ရှစ်โอเคဒီခါသင်ခန်းစာလေးဖြစ်တဲ့ခါထောင်နောက်လက်ကြည့်ဒါလေးကလည်းကျွန်တော်တို့အရင်ရောမခက်တဲ့နေရာမှာပါတယ်လွယ်တဲ့ခြေသင်ခန်းစာကိုပိုင်နိုင်ရတယ်ဆိုရင်ဒါလေးကလွယ်ကူကူနဲ့ကနိုင်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီဟာလေးကိုကျွန်တော်ကဟာလေးတော့ပြန်ပြီးတော့မသင်ပေးတော့ဘူးဒီဟာလေးကိုကျွန်တော်တို့ဒီကြပြလို့ရဲ့တီးလုံးလေးဖြစ်တဲ့တိုးဘီရိုဘီဆိုတဲ့တီးလုံးနဲ့ကျွန်တော်ပါဇက်ကဆိုပြီးတော့ဒါလေးကိုကပြမယ်ပေါ့နော်โอเคပထမဆုံးဝင်နေပြန်နိုင်မယ်ဝင်ထိုင်တာကအရေးကြီးတယ်ဘာနဲ့ထိုင်လဲလေးချက်နဲ့ထိုင်မယ်မနာကိုတမိုင်းခြေမထိတ်အခုကွာဝေးတစ်ထွာတမိုင်းဒူးတွေတောင်စုပ်ဒါမျိုးသမီးကြပြလို့နော်ခါတော့လက်ဖနာနှစ်ခုထောင်တယ်โอเคကျွန်တော်တို့ခုနကကောက်လေးကိုတီးလုံးလေးနဲ့ကကြမယ်တတိုးဘီရိုဘီတိုးဘီရိုဘီပြေပတ်ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်ချချွင်ခုနှစ်ချွင်ရှစ်ဆိုရင်ဒါမူလပုံစံနဲ့ပြန်ရပါဖြစ်ပါတယ်โอเคဒါလေးကတော့ခါထောက်နောက်လက်ကြီးကောက်လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုရှေ့ကခါကောက်ွက်တစ်ခွက်တင်ပေးရတာရှိတယ်အဲ့ဒါကပကုံးနဲ့ဒူတီအဲ့တော့ပကုံးနဲ့ဒူတီနဲ့ဒီခါထောက်နောက်လက်ကြီးနှစ်ခွက်ကိုပေါင်းပြီးတော့ကျွန်တော်ပါဇက်တီလုံးလေးနဲ့ဆိုပြီးတော့ကျွန်တော်ကပြမှာဖြစ်ပါတယ်တိုးပေရိုပေတိုးပေရိုပေပြေပတ်ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်ချချွင်နှစ်ချွင်ရှစ်ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်ချချွင်နှစ်ချွင်ရှစ်โอเคဒါဆိုတော့ကျွန်တော်ဒီနေ့သင်ပေးတဲ့ခါထောက်နောက်လက်ကြည့်လဲရသွားပြီလို့ရလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါဆိုကျွန်တော်ဆိုရင်ကိုပညာရှင်လို့မတတ်မှတ်ဘူးကျွန်တော်ဝါသနာရှင်ပါကျွန်တော်သိသလောက်မှတ်သလောက်လေးတွေကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးတာဖြစ်တယ်သင်ကြားပေးတာဖြစ်တယ်အဲ့တော့ကျွန်တော်ကိုဆရာလို့မတတ်မှတ်စေချင်ပါဘူးအဲ့တော့ကျွန်တော်သိသလောက်လေးကိုပြန်ပြီးတော့ပညာဒါနပြန်ပြီး sharing လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့အားလုံးလည်းဒီဟာလေးကိုလေ့ကျင့်နိုင်ကြလိမ့်မယ်လို့မြင်ပါတယ်လေ့ကျင့်မှာကိုယ်အပိုင်ကိုလုံနိုင်တဲ့အရာလေးတစ်ခုဖြစ်မှာပေါ့နော်အဲ့တော့ဥပမာပေးရမယ်ဆိုရင်ကိုကအယုတ်ကလေးတစ်ယုတ်ကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့အိုက်ဆိုင်မှာသွားပြီးတော့ဆိုင်ကပိုင်ရှင်စီကဒီယုတ်လေးနဲ့လိုချင်လိုက်တာကျွန်တော်ပေးပါဆိုပြီးတော့အတနာခံပြီးတောင်းနေမလားဒီယုတ်ကိုရဖို့အတွက်ကြိုးကြိုးစားစားနဲ့ပတ်စံရှာမယ်ပတ်စံလေးစုမယ်ဝယ်မလားအဲ့လိုနှစ်ခုပေါ့နော်ကျွန်တော်ဆိုရင်တော့
ဒီရုပ်လေးကိုရဖို့အတွက်ကျွန်တော်ပတ်စံဆုမယ်ဒီလိုစားစားလေးနဲ့ရေတသားဆုပြီးတော့ဒီရုပ်လေးကိုဝယ်မယ်အဲ့လိုပဲဒီအကပဲဖြစ်ဖြစ်ဘယ်လိုလေ့ကျင့်ငန်းပဲဖြစ်ဖြစ်ဘယ်လိုပညာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်အကြံပေးချင်တာကလေ့ကျင့်မှာဖြတ်လန်းမလိုက်ပါနဲ့ကျွန်တော်တို့ပုံမှန်လေ့ကျင့်နေမယ်နေ့စဉ်လေ့ကျင့်နေမယ်ဆိုရင်ဒီကကွက်လေးတွေကကိုယ်ခန္ဓာကိုယ်အသားကျပြီးတော့ပိုင်ပိုင်နိုင်ကိုပိုင်သွားမှာပေါ့နော်ဒီကကွက်လေးကိုဘယ်ချိန်ထားကအဲ့ရနိုးကပဲထားကသွေးအေးနေတဲ့အချိန်မှာပဲထားကဒီကကွက်လေးကအခက်ခဲမရှိဘဲနဲ့ကနိုင်မှာဖြစ်ပါတယ်အဲ့တော့အဲ့လိုကနိုင်မှုအတွက်လေ့ကျင့်မှုလိုအပ်တယ်အဲ့ဒါကြောင့်လေ့ကျင့်ပေးပါလေ့ကျင့်မှုကိုမပြင်းပါနဲ့လေ့ကျင့်တဲ့အချိန်မှာကိုဒီပညာရက်ကိုချစ်တယ်ဆိုရင်နေ့စဉ်လေ့ကျင့်မှုကိုလိုအပ်ပါတယ်ခင်ဗျာကျွန်တော်ဒီလိုလေ့ကျင့်ပေးပါရစေဟုတ်ကဲ့အဲ့တော့အားလုံးအဆင်ပြေနဲ့လေ့ကျင့်နိုင်ပါစေကျွန်တော်ရဲ့ YouTube channel ကိုလည်း like subscribe လေးလုပ်ပေးပါအခုလိုမျိုးမြန်မာကားနဲ့ပတ်သက်တဲ့ကားလေးတွေကားကြိုးလေးတွေတီးလုံးလေးတွေနဲ့ကားလေးတွေကိုကြည့်ချင်တယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးက notification လေးကိုနှိပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်